မင်္ဂလာပါရှင်သူဘတုတ်ကိုပူဇော်ပါမယ်ရှင်သူဘတုတ်မေတ္တာသည်သီလထက်ပို၍မြတ်၏မြတ်စွာဘုရားမှသူဘလူလင်အားလူဖြစ်စေယဟန်ဖြစ်စေမေတ္တာပွားပြီးမှန်ကန်သောအကျင့်ကိုကျင့်မှသာစစ်မှန်သောချမ်းသာခြင်းတရားကိုရရှိနိုင်သည်ဟုမိန့်တော်မူသည်သူဘလူလင်မှအရှင်ဘုရားပုံနာတို့သည်ပညာချင်းကိုရှောင်ကျဉ်ပြီးအမှန်ပြောခြင်းကြိုးကြံချွေတာခြင်းကာမလွန်ကျူးမှုကိုစောင့်ထိန်ခြင်းပြည်ရင်ပညာတတ်ခြင်းပေကန်းလူဒန်းခြင်းစသောသီလ၅ပါးစောင့်ထိန်ခြင်းကိုချမ်းသာစေသောအကျင့်ဟုသတ်မှတ်ကြပါသည်ဟုလျှောက်ထား၏ထိုအခါမြတ်စွာဘုရားမှသူဘလူလင်အားမြက်ထင်းလောင်စာကြောင့်ဖြစ်ပေါ်လာသောအလင်းရောင်နှင့်တဘာဝမိလျက်စည်းလက်ခြင်းမိုးကြိုးပစ်ခြင်းနေမင်းကြီးမှထွက်ပေါ်လာသောအလင်းရောင်တို့တွင်မြည်သည့်အလင်းရောင်သည်ပိုမိုတောက်ပနိုင်သည်နည်းဟုမေးတော်မူသည်ရှင်ဂေါရမတဘာဝမိအလင်းရောင်သည်ပိုမိုတောက်ပနိုင်ပါသည်ဟုဖြေသည်လူလင်ဥပမာအားဖြင့်တဘာဝမိအလင်းရောင်သည်ပိုမိုတောက်ပတကဲ့သို့မေတ္တာဖြင့်မက္ကင်၈ပါးအကျင့်ကိုဖြည့်ကျင့်ခြင်းဖြင့်ရရှိလာသောချမ်းသာခြင်းသည်ကာမဂုဏ်ကိုခံစားသောချမ်းသာခြင်းတည်းပိုမိုကောင်းမွန်သည်ဇန်ချမ်းသာတဲ့လေတတ္တဝအလုံးအပေါ်မေတ္တာစိတ်ထားခြင်းကအလွန်ချမ်းသာသည်ပုံနာတို့ဤကာမဂုဏ်ကိုခံစားသောသီလ၅ပါးအကျင့်သည်ထိုမေတ္တာစိတ်ဤအနှဲငယ်သောစိတ်ပိုင်းများလောက်သာချမ်းသာခြင်းကိုဖြစ်စေနိုင်ပါသည်ဟုမိန့်တော်မူခဲ့ပါသည်